အမျိုးသမီးတဦးသည်အိမ်ပြန်လန်းတွင်လူဆိုးတယောက်၏နှောက်ယှက်ခြင်းကိုခံနေရသည့်ရေကန်ဘေးကမြွေကြီးတစ်ကောင်သည်သူတို့ကိုစောင့်ကြည့်နေသည့်အမျိုးသမီးလေးအန္တရာယ်ကြုံရတော့မည်ဆဲဆဲတွင်ပဲထိုမြွေကြီးသည်လူဆိုးကိုရစ်ပတ်ပြီးရေကန်အောက်ခြေသို့ဆွဲနှက်သွားခဲ့တော်သည်Jack သည်ထိုဖြစ်ရပ်ကိုမြင်တွေ့သွားပြီးချက်ချင်းပင်အပြေးလွှားသွားခဲ့သည်မြွေကြီးကရွာသားများကိုထပ်မံအန္တရာယ်မပြုနိုင်စေရန်ချက်သည်ကျွမ်းကျင်မွေမှုဆိုးနှစ်ဦးကိုအကူအညီလမ်းတောင်းခဲ့သည်မူဆိုးကြီးသည်ကြိုတင်ပြင်ဆင်လာသောဝက်ငယ်လေးတစ်ကောင်ကိုထုတ်ပြီးမြွေကြိုက်တတ်သည့်အစာများနှင့်တုပ်လိမ်းကမြွေတွင်းထဲသို့တွန်းပို့လိုက်သည်မိုက်လည်းရှိသမျှအားကုန်သုံးပြီးဆွဲတော့သည်သို့တော်မြွေကြီးကိုအပြင်သို့ဆွဲထုတ်နိုင်ဖို့နေနေတာမိုက်ကိုယ်တိုင်ပင်မြွေတွင်းထဲသို့ဆွဲသွင်းခြင်းခံရလူနီးပါးဖြစ်သွားသည်ထိုအခါမူဆိုးကြီးကအခြားနည်းလမ်းတစ်ခုကိုစဉ်းစားမိသွားသည်သူတို့သည်ကန်ဆော့ဖော်ကိုမီးရှို့ပြီးတွင်းထဲသို့မီးခိုးများရောက်အောင်ရက်တောင်ဖြင့်ခတ်သွင်းလိုက်ကြသည်မကြာမီမှာပင်မြွေကြီးသည်မီးခိုးတံကိုမခံနိုင်တော့ဘဲတွင်းထဲကနေတွားသွားပြီးထွက်လာခဲ့တော့သည်ကြီးမားသောတရဝါကြီးကိုရင်ဆိုင်ရသည့်အခါလူနှစ်ယောက်မှကြောက်လန့်တကြားဖြင့်နောက်ဆုတ်သွားခဲ့ကြသည်ယင်းသည်ချက်ကိုဒဏ်ရာရအောင်လုပ်ပြီးနောက်မိုက်ဖက်သို့အာယုံလှည့်လာခဲ့သည်မိုက်လည်းအန္တရာယ်ရှိမှန်းသိသဖြင့်လှည့်ပြေးတွင်မြွေကြီးကလည်းလိုက်လံအမဲလိုက်တော်သည်သို့သောမိုက်ပြေးသွားသည့်လမ်းမှာမူဆိုးကြီးကြိုတင်ထောင်ထားသည့်ထောင်ချောက်ထဲသို့ဖြစ်နေသည်မူဆိုးကြီးသည်လေးနှင့်များကိုသုံးကငွေကြီးကိုတက်တက်ပစ်ခတ်လိုက်ပြီးနောက်အောက်သို့ခုန်ဆင်းကကျိုးကိုအသုံးပြု၍ငွေကြီး၏ခန္ဓာကိုယ်ကိုမြေပြင်ပေါ်ကနေဆွဲတင်လိုက်သည်မူဆိုးကြီးသည်တစ်ပင်တစ်ပင်ကိုပတ်ပြေးခဲ့ပြီးငွေကြီးကိုအပင်နှင့်ရစ်ပတ်မိအောင်ထောင်ချောက်ဆင်နိုင်ခဲ့သည်မိုက်လည်းအခွင့်ကောင်းကိုအရယူပြီးဝင်တိုက်ခိုက်တော်လဲငွေကြီး၏အမီးဖြင့်ရိုက်ပုတ်ခြင်းကိုခံရကလေထဲသို့လွင့်စင်သွားခဲ့ရသည်ငွေကြီးကရုံထွက်တော်မူဆဲဆဲတွင်မူဆိုးကြီးသည်သူ၏လှုပ်ဝက်လက်နက်ကိုထုတ်ယူကအမြန်တက်ဆင်လိုက်သည်ငွေကြီးလွတ်မြောက်ခါနေချိန်မှာပင်မူဆိုးကြီးကထိုလက်နက်ဖြင့်ငွေကြီး၏ခေါင်းကိုပစ်ခတ်လိုက်သည်ဝါကနဲ့အဝါရောင်မီးကိုများထွက်ပေါ်လာပြီးငွေကြီးမှာအစိမ့်ငွေကြောင့်တတိလစ်မေးမျောသွားခဲ့ရတော့သည်